မျိုးဖြစ်သွားပါဘောနော်ဒီမှာတခုကျွန်တော်တို့မှတ်ထားစရာရှိရကသူကမြန်မာလိုကျွန်တော်တို့ကအတန်ထုတ်တာဖြစ်တဲ့အတွက်ဒီ English ကလုံးတွေကိုမြန်မာလိုအတန်ထွက်တဲ့ခါမပြီးဘူးပေါ့နော်ဆိုတော့ကိုကဒီcategory စသဖြင့်ပေါ့နော်ဒါကသူမြန်မာလိုဖတ်တဲ့ခါကျရင်သူကအတန်ထုတ်ပေးတဲ့အချိန်ကျရင်အတန်မပြီးတဲ့ခါမှာဒီကောင်ကိုကျွန်တော်တို့အတန်မီနစ်ကိုမြန်မာလိုရေးပေးရတဲ့ဥစ္စာရှိရပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြချင်တာဒီမျိုး English စကားလုံးအတိုင်းထားတယ်ဆိုရင်တော့သူထွက်လာတဲ့အတန်ကမပြီးဘူးပေါ့နော် Okay ဒီကောင်လေးကိုပဲကျွန်တော်ထုတ်ကြည့်လိုက်ပါမယ်ဒီကောင်လေးကျွန်တော်ဘယ်လိုထုတ်ရလဲဆိုတော့ဆက်ပြပါမယ်ဒါဆိုတော့သူက1000မပြည့်သေးဘူးဆိုတော့ဒီမှာအဆင်ပြေတယ်မနီဘူးပေါ့နော်1000ကျော်သွားတယ်ဆိုရင်ဒီမှာ1000ကျော်သွားတယ်ဆိုတော့1000ကျော်သွားတယ်ဆိုရင်တခါတည်းဒီမှာအနီးပြပါတယ် Okay ကျွန်တော်တို့ကဒီမှာဘာရှိရ20ပဲတန်တယ်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာဘာမှဆိုမှရှိုက်ရှာလိုက်မယ် B U ဘာမှဒီကောင် free site free word site ပေါ့နော်ဘာမှဆိုမှဆွဲတင်လိုက်တယ်ဆိုရင်ကျွန်တော်တို့ယောက်ျားလေးတန်3လား main လေးတန်3လားပေါ့နော်ကျွန်တော် main ယောက်ျားလေးတန်3မယ်ဆိုရင်ယောက်ျားလေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာဟိုလေးထည့်ရမှာပေါ့နော်ဒီမှာဒီမှာ9740ဆိုတော့စာလေးပေါ့နော်9740နော်9740ပေါ့နော်အကောင့်လေးထည့်မှာကျွန်တော်တို့ဒီမှာ compact လုပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ5199ပေါ့နော်ပြန်ရိုက်ချက်လိုက်ပါမယ်ခုနမှားလာပြီ5199ပေါ့နော်5199ဆိုတော့ဒီမှာကျွန်တော် compact to speed ဆိုတဲ့စာလေးနှိပ်လိုက်တယ်ဆိုရင်ဒီလိုမျိုးသူအတန် generate လုပ်ပေးပါလိမ့်မယ်ဒီမှာထွက်လာပြီပေါ့နော် AC power power ကိုအသုံးပြုပြီးပိုက်လိုင်းတွေရဲ့အရင်နဲ့ဓာတ်ငွေစီးဆင်းမှုပေါ့နော်အလိုလျောက်ထိန်းချုပ်ပြီးတာကျွန်တော်တို့က download ဆွဲလိုက်ပေါ့နော် remote တော့ပဲဖြစ်တာလေဆွဲပြီးမှကျွန်တော်တို့ဒီမှာ actual တော့အထက်က motor နဲ့ gear တွေလည်းပတ်သွားပြီးအတွင်းက basic ball 496 Okay ကျွန်တော်တို့ download ဆွဲပြီးသွားပြီဒီကောင်ကျွန်တော်တို့ download ဆွဲပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီကောင်ကိုကက်ကက်မှာသွားလုံးအောင်ဖြစ်ပါတယ်ကက်ကက်မှာကျွန်တော်တို့ဒီမှာကျွန်တော်တို့သွားရင်မှာ generate သွားလုံးအောင်ဒါကကျွန်တော်ခုနကလောက်ထားတဲ့ video file လေးပါဒါကကျွန်တော်လက်ရှိကမပြီးသေးဘူးเนาะဒီကောင်လေးကျွန်တော်အကုန်ပြန်ထုတ်လိုက်ပါမယ်ခုနောက်စာကျွန်တော်တို့ဘယ်လိုပြန်ချိန်ရမလဲဆိုတော့ဆက်ပြပါမယ်ဟုတ်တော့ကျွန်တော်မနေလိုက်ပြီโอเคဒီကောင်ဖြတ်လိုက်မယ်โอเคခုနဥစ္စာကိုကျွန်တော်ဘယ်လိုဆက်လုပ်မလဲပေါ့နော်အကောင်ကိုကျွန်တော်ခုန down ထားတဲ့ဥစ္စာကဒီကောင်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ခဏကကျွန်တော်လောက်ထားအများကြီးပဲပေါ့နော်ပြီးလားမပြီးသေးဘူးနိုင်ရောဒီကောင်ပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်ဒီကောင်လေးကျွန်တော်တို့ဒီကောင်လေးကျွန်တော်တင်လိုက်မယ်ပြီးနောက်တစ်ခု import ထည့်လုပ်လိုက် import ထည့်လုပ်လိုက်မယ်အကောင်ကကျွန်တော်ခုနအတန်ထုတ်ထားတဲ့ကောင်တွားလုပ်လိုက်မယ်အတန်ထုတ်ထားလို့ဆိုတာဒီကောင်ပေါ့နော်ဒါနောက်ဆုံးဆိုတော့ဒါလေးပေါ့နော်ဆိုတော့ဒီနှစ်ခုကိုကျွန်တော်တို့တင်လိုက်မယ်နောက်တစ်ခုကိုလည်းကျွန်တော်တို့ထပ်တင်လိုက်မယ်โอเคဒီလိုမျိုးတွေဖြစ်နေမှာပေါ့နော်ဒီမျိုးဖြစ်နေတဲ့အချိန်မှာဒီကောင်ကိုကျွန်တော်တို့ကဒီမှာဘာညာပေါ့နော်ဒီမှာတွားလုပ်လိုက်တယ်ဆိုရင်ဒါတွားလုပ်လိုက်တယ်ဆိုရင်ပြီးရင် speed ကိုအတန်ကနည်းနည်း speed နည်းနေဆိုရင်speed နည်းနည်းတင်လိုက်အဲ့လိုတင်လိုက်ပြီးရင်ကျွန်တော်တို့ပြီးရင်နောက်တစ်ခုကျွန်တော်ဘောလုံးသေးနေဆိုဘောလုံးတင်တာပြဿနာဒီလိုလေးပေါ့နော်ကျွန်တော်ဖွင့်ပြပါမယ်ပြီးရင်ကျွန်တော်တို့ကဒီ original ပေါ့နော်ဒီကက်ကမှာဒီ original ပါလာတဲ့ဒီအတန်လေးကိုကျွန်တော်တို့က mute ထားမှာဖြစ်ပါတယ်အဲ့ကောင်လေးကျွန်တော်တို့ mute ထားမှာဒီခုနအတန်တွင်းထားတဲ့ဥစ္စာလေးနဲ့ကျွန်တော် play လုပ်လိုက်ရမှာဖြစ်ပါတယ် AC power တဲ့ power ကိုအသုံးပြုပြီးပိုက်လိုင်းတွေရဲ့အရင်နဲ့ဓာတ်ငွေစီးဆင်းမှုကိုထိန်းချုပ်ပြီးတာကတော့ actuator motor actuator remote တော့ပဲဖြစ်ပါတယ်same actually အထက်က motor နဲ့ gear တွေလည်းပတ်သွားပြီးအတွင်းက basic ball 496ဒီပုံစံလေးပေါ့3 animation ဒါကတော့ကျွန်တော်တို့နည်းနည်းမြင့်ပြီးလှုပ်ရှားမှုကိုအသားပေးပြောပါပို့အားပေးလိုက်တာနဲ့
အချူအေတာမော်တာကမောင်းနေပြီ ဒါကျွန်တော်တို့ဟိုအတန်နဲ့ဗီဒီယိုနဲ့ကျွန်တော်တို့လိုက်အောင်တော့ကျွန်တော်တို့ပြန်မှကက်ထဲမှာကျွန်တော်ညှိပေးရမှာဖြစ်ပါတယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့ဒီနောက်ပိုင်းမှာအရာအလုံးကလွယ်နေရပါတော့ဟိုဘာပဲလုပ်ပါအဓိကကိုလေ့လာဖို့ကအဓိကပေါ့နော်ကိုယ်တိုင်ဝါသနာပါတယ်လှုပ်ချင်တယ်ဆိုတော့သူများတွေအတွက်တစုံတယောက်အတွက်ပညာ knowledge တစ်ခုဖြစ်စေချင်တယ်ဆိုရင်တော့ကိုယ်တိုင်လေ့လာရင်မဝေငှပေးတာကလည်းတကယ်တမ်းကျတော့လူများပေါ့အကျိုးပြုတာပေါ့နော်ကျွန်တော်တို့အဲ့လိုခံရင်တော့ကျွန်တော်ဒီမျိုးဗီဒီယိုတွေလုပ်ပြရဖြစ်ပါတယ်ကျွန်တော် Facebook ကနေလည်းပတ်စံရနေမှာမဟုတ်ဘူးဟိုတခြားဒီ YouTube ကနေပတ်စံရနေမှာမဟုတ်ပါဘူးနာမည်ကြီးနေတရားလည်းမဟုတ်ပါဘူးတော်ကိုလေ့လာနေတဲ့အရာဒီကိုယ်တိုင်ပြန်အသုံးချမှလည်းတပတ်တူတက်လည်းကောင်းကျိုးရှိတယ်လို့ကိုယ်အတွက်လည်းဒီမမေ့ဘူးပေါ့နော်ပညာရေးတစ်ခုอ่ะဆိုတော့ okay ကျွန်တော်ကဒီနေ့ကတော့အဲ့ဒါလေးပါကျွန်တော်ဒီဟာလေးကိုလုပ်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ဆိုရင်ပြပြီးမယ်နော်ခဏလေးကျွန်တော်အများကြီးလုပ်ထားရှိရပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒါဆိုရင်ကျွန်တော်အများကြီးလုပ်ထားရဟုတ်ပါတယ်ဒီမှာဆိုရင်ဒီကောင်လေးဆိုရင်ကျွန်တော်ဒါဆိုကျွန်တော်လုပ်ထားတော့ပါမရှိဟာသူ့ရဲ့ပိတ်ထားတဲ့ contact post ထားတာတွေကနေတစ်စက် ESCC ကြောင်းကိုပုံမှန်တိုင်းဒီမျိုးလေးလုပ်လို့ရတယ်ပေါ့နော်ကိုဥမာဒီကျွန်တော်ကဒါလျှက်စစ်နဲ့အပိုင်းနဲ့ပတ်သက်မှကျွန်တော်ပြောပြတာဖြစ်ပါတယ်တကယ်တမ်းကျတော့ကျွန်တော်တို့အဲ့လိုမျိုး TikTok မှာဖြစ်ဖြစ်တခြားYouTube မှာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ်အဲ့လိုမျိုးဒီဗီဒီယိုတွေပေါ့ကျွန်တော်တို့ TikTok တွေမှာလည်းဒီမျိုးအတန်ဖိုင်နဲ့ပြီးရုပ်တန်နေတဲ့တွဲမှာတွေ့ရပါလိမ့်မယ်အဲ့လိုမျိုးတွေပေါ့နော်ကိုယ်တိုင်ဖန်တီးလို့ရအောင်လို့ဒီဗီဒီယိုတွေကိုကျွန်တော်ကဒီနေ့လောလောရတဲ့ဥစ္စာတွေ share လုပ်ပေးရဖြစ်ပါတယ်ကျွန်တော်တို့တကယ်တမ်းကျဒီနောက်ပိုင်း AI ခက်ပေါ့နော်ကျွန်တော်တို့ဒီ intelligent ပေါ့နော်ကျွန်တော်တို့ဟိုဒီအုံနောက်တွေကိုအစားထိုးလာတဲ့ခက်ပေါ့နော်ကျွန်တော်တို့အုံနောက်တွေကိုရောင်းလာတဲ့ခက်ပေါ့နော်အဲ့လိုမျိုးခက်ဖြစ်တာဖြစ်တယ်ကျွန်တော်တို့ဒီ AI ကိုလည်းဟိုကိုလန်းပြီးတော့တော့ link လာထားဖို့တကယ်လိုအပ်တယ်ပေါ့နော် okay အားလုံးတို့စုံတရား knowledge ရလိမ့်မယ်လို့မျှော်လင့်နေကျွန်တော်ပြီးရင်နောက်တစ်ခုပြောချင်တာကျွန်တော်ဗီဒီယိုတွေကတော့ကျွန်တော်ဒီပုံစံတိုင်းတော့ကျွန်တော်ပိတ်မှာဆက်တင်လို့တော့မရဘူးထင်တယ်ပေါ့နော်ဘာလို့ကျွန်တော်ပိတ်ကိုနည်းနည်းဒီစူးစူးကကျွန်တော်ဟိုဒီအနီအောင်ဆိုင်လာပြတာပေါ့နော်ဆိုတော့ကျွန်တော်လည်းကျွန်တော်ရုပ်လေးနဲ့ရုပ်ခံလေးနဲ့ပေါ့နော်ရုပ်လေးနဲ့ဗီဒီယိုလေးနဲ့တွဲပြီးမှအဲ့လိုမျိုးပေါ့နော်တခြား knowledge ရမယ့်ဥစ္စာလေးတွေကျွန်တော်ဟိုရှောင်းရန်ဆောင်းရန်ဗီဒီယိုလေးတွေပေါ့နော်အကောင့်လေးတွေ short ဗီဒီယိုလေးနဲ့ကျွန်တော်ဟိုဒီမှာတိထားတဲ့ knowledge လေးနဲ့ဟိုပေါင်းဆက်ပြီးမှကျွန်တော်reaction ပုံစံလေးပေါ့နော်reaction ပုံစံနဲ့ဟာတတ်တော့မဟုတ်ပါဘူးဒီတိုင်းကျွန်တော် reaction ပုံစံဒီ frame နဲ့ပေါ့နော်ကျွန်တော်ဗီဒီယိုလေးတွေထပ်တင်ဖို့ရှိပါတယ်အားလုံးအားပေးဖို့ဒီကနေပဲကျွန်တော်ပြည့်တဲ့အခန်းချင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးများတင်ပါတယ် see you next video ပါ